ဒီပြနှစ်ယောက်ရဲ့ပညာပြိုင်မဲ့ပွဲအမှားမခံတဲ့ကစားကွက်တွေကြားထဲမှာဘယ်အသင်းကအသာစီးရသွားမလဲပေါ့နော်ညီကိုရီအားလုံးပဲကိုထက်ဖော်ဖော်တစ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်တယ်ပေါ့နော်ဒီနေ့တော့ဒါညီကိုရီအားလုံးကိုဒါပရီးမီးယားလိကနေပြီးတော့ပဲဒါပွဲကောင်းလေးတစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့မန်စီးတီးပွဲလေးကိုကျွန်တော်တပွဲကောင်းအဖြစ်ဒါရွေးချယ်ပေးထားရပေါ့နော်မနေ့ကဒါ United Body စင်ပြေခဲ့တယ်လို့ပဲဒါရှေ့ရက်ကလည်း Frankfurt Body စင်ပြေခဲ့တာမို့လို့ဒါ3ရက်ဆက်အဆင်ပြေဖို့ဒါကျွန်တော်အကောင်းဆုံးဖြစ်အောင်ရွေးချယ်ပေးပါအောင်မယ်ပေါ့နော်အရင်ဆုံးမောင်းတွဲလို့ခြင်းတဲ့ညီကိုတွေကတော့ဒါ Telegram Channel ကို join ထားဖို့ပြောခြင်းနဲ့ Channel မှာညမောင်းတွဲတွေဒါ3တွဲတောင်မှတင်ပေးခဲ့တာမို့လို့ဒါစိတ်ကြိုက်ပွဲရှိရင်လည်းကျွန်တော်ထပ်ပြီးတော့ဒါရွေးချယ်ပြီးတော့တင်ပေးအောင်မှာဖြစ်တာကြောင့် Channel link လေးကိုကျွန်တော် profile အောက်က link လေးကိုနှိပ်ပြီးတော့ဒါ join ထားပါလို့ပြောရင်းရနေပြီးတော့ပဲဒါဒီနေ့ရဲ့ပွဲလေးကိုစပြီးတော့ပြောလိုက်မယ်ပေါ့နော်အရင်ဆုံးခြေတန်းရ Premier League ရဲ့ Champion ဖြစ်တဲ့ဒါလီဗာပူးအိမ်ကွင်းကနေပြီးတော့ပဲတရေ30ရှုံးဒါဂိုးပေါင်းကြီး3လုံးတရေဆိုပြီးတော့ပေါက်နေရအောင်တွေ့ရတယ်ဒီဂျေတန်းကဒါရှေ့တကြောကတွေးဆုံခဲ့တဲ့ဂျေတန်းရဆိုရင်တော့ဒါလီဗာပူးအနေနဲ့ဂျေပြင်းတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဘယ်လောက်ပြင်းလဲဆိုတော့ဒါပြား30ပဲပြင်းတယ်ဘာကြောင့်လဲဆိုတော့ဒါရှေ့တကြောကမန်စီးတီးကဒါအိမ်ကွင်းကနေပြီးတော့တရေရှုံးဆိုပြီးတော့ပောက်ခဲ့တာကြောင့်ဒါလီဗာပူးအိမ်ကွင်းဆိုရင်ဒဲဂျေပေါင်းမှဒါအရင်ဂျေအတိုင်းပုံမှန်ဂျေပဲဆိုပေမဲ့လဲဒါအခုဂျေကလီဗာပူးကဒါပြား30ပိုပြင်းတဲ့ဂျေပေးထားတယ်လို့ပြောလို့ရတယ်အခုလအတွင်းမှာဒီနှစ်သင်းရဲ့ဂျေတန်းနဲ့ဒါပေါက်အောင်မဲ့ပုံမှန်ဂျေတန်းရရောဘလို့အခြေအနေမှာရှိလဲဆိုတာကိုဒါဒီနှစ်သင်းမကြသေးခင်ချိန်ကကန်ခဲ့ကြတဲ့နယူကာဆယ်ကိုဒါအနီးဆက်ဆုံးကျွန်တော်ဂျားချပြီးတော့တွက်ပြမယ်ဆိုတော့လီဗာပူးအိမ်ကွင်းနယူကာဆယ်ဝေးကွင်းကန်ခဲ့ကြတဲ့ပွဲကဒါလီဗာပူးကနေပြီးတော့1.80ဆိုပြီးတော့ပောက်ခဲ့တာကြောင့်ဒါလီဗာပူးကအခုချိန်တွင်းမှာနယူကာဆယ်တက်ဆိုရင်ဒါပြား80တိတိပိုတာတာကိုတွေ့ရတယ်အဲ့ဒီလိုပဲဒါမန်စီးတီးနဲ့နယူကာဆယ် EFL ကဒါနောက်ဆုံးကန်ခဲ့ကြတဲ့ပွဲရဆိုရင်လေဒါမန်စီးတီးအိမ်ကွင်းကနေပြီးတော့1.50ဆိုပြီးတော့ဒါပောက်ခဲ့တာကြောင့်မန်စီးတီးကဒါနယူကာဆယ်ထက်ပြား100တိတိပိုတာတယ်ပေါ့နော်ဒါကြောင့်မန်စီးတီးကလီဗာပူးထက်ဆိုရင်ဒါပြား20တိတိပဲပိုတာတာဖြစ်တာကြောင့်မန်စီးတီးအိမ်ကွင်းမှာဆိုရင်ဒါတေး80ရှုံးနဲ့ဒါဂျာကွင်းမှာဆိုရင်မန်စီးတီးကတေး20ရှုံးပေးပြီးတော့ဒါလီဗာပူးအိမ်ကွင်းမှာဆိုရင်တော့လီဗာပူးကနေပြီးတော့ဒါတေး30ရှုံးပေါက်မှပုံမှန်ကြေးဖြစ်တာကြောင့်ဒါအခုကြေးတန်းကပုံမှန်ကြေးတန်းတစ်ခုပြင်ဘာမှထူးခြားတာမရှိဘူးလို့ပြောလို့ရတယ်ဆိုတော့ခြေစွမ်းရကြည့်မယ်ဆိုရင်ဒါလီဗာပူးရဲ့နောက်ဆုံးပရီးမီးယားလိအိမ်ကွင်းကျွန်တော်တို့9ပွဲကိုကြည့်မယ်ဆိုရင်ရှုံးပွဲမရှိသေးတဲ့အပြင်ဒါ3ပွဲနိုင်2ပွဲသေးကြထားတဲ့ဒါခြေစွမ်းရခြေမှန်နေတယ်လို့ပြောလို့ရတယ်အဲ့ဒီလိုပဲဒါမန်စီးတီးရဲ့ကျွန်တော်တို့နောက်ဆုံးပရီးမီးယားလိအဝေးကွင်း9ပွဲကိုကြည့်မယ်ဆိုရင်ဒါမန်ယူတစ်သင်းကိုရှုံးခဲ့တာလွဲလို့2ပွဲနိုင်2ပွဲသေးရည်နဲ့ဒါပွဲရလက်ရဒါချစ်တူတယ်ဆိုတာဒါအရင်မကွာချဘူးဆိုတာသိတာတယ်ဆိုတော့ဒီပွဲကဒါရှင်းရှင်းလင်းလင်းပြောရရင်တော့ကျွန်တော်တို့ဒါနီးပြ2ဦးရဲ့ကြားမှာဒီစနစ်ပိုင်းမှာဒါတိတိတတ်တာအသုံးပြုနိုင်မဲ့အသုံးချနိုင်မဲ့နီးပြကားပဲဒါပွဲကိုဆုံးဖြတ်ပေးသွားလိမ့်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်ပဲဒီနေ့တပွဲကောင်းရွေးချယ်မှုအနေနဲ့ကျွန်တော်တို့ဒါနီးစနစ်ပိုင်းမှာဆရာကြပါတယ်ဆိုတော့ကျွန်တော်တို့ဒါနီးပြဂွာဒီယိုလာရဲ့ဒါမန်စီးတီးကိုပဲတပွဲကောင်းဖြည့်ရွေးချယ်ပေးခြင်းတယ်ပေါ့နော်အနည်းဆုံးတရေကန်နိုင်လိမ့်မယ်လို့လည်းယုံကြည်တယ်ဒီတပွဲကိုတကယ်လို့ရှုံးခဲ့ရင်တော့ဒါအာဆင်နယ်ကိုအမိလိုက်ဖို့ခက်ခဲအောင်မှဖြစ်တာကြောင့်ဒီနေ့တပွဲကောင်းရွေးချယ်မှုအနေနဲ့ကျွန်တော်တို့ဒါမန်စီးတီးဘော်ဒီကိုရွေးချယ်ပေးလိုက်ရင်ကနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒီတင်ရနာလိုက်ပါရဗျ